ရုရှားအောင်မြင်မှုရဲ့အနောက်မှာဦးမင်းအောင်လှိုင်ရဲ့အောင်မြင်မှုကထက်ချက်မကွာလိုက်လာတော့တွေ့ရတယ်။အဲဒီအတွက်ကြောင့်မို့လို့အမေရိကန်ရဲ့ဒီမဟာမိတ်ဆက်ဆံမှုတွေကတော့သူ့ရဲ့နိုင်ငံရဲ့နီးနားမှာရှိပြီးတော့သူ့အပေါ်မှာသစ္စာရှိတယ်သူနဲ့တူတူ9/11တိုက်ခိုက်မှုတွေမှာလည်းရှင်းပြတိုက်ခိုက်ပေးမှုတယ်နော်နိုင်ငံရေးစစ်ရေးဗတ်ပေါင်းစုံမှာအမေရိကန်နဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေကောင်းတငယ်ချင်းကောင်းလိုမျိုးဝိုင်းဝန်းတိုက်ခိုက်ပေးနေတဲ့ရက်တီပေးနေတဲ့ကနေဒါလိုနိုင်ငံမျိုးကိုတော့မှပဲအမေရိကန်သစ္စာဖောက်လိုက်တာပြီးတော့မက္ကဆီကိုနိုင်ငံသူနဲ့ကက်ကက်လေးပဲဒီတက်ပို့ဆိုတာကသူနဲ့တူတူရှိနေတဲ့ဒီ NATO နိုင်ငံတွေဖြစ်တဲ့ဒီ EU နိုင်ငံတွေကိုတော့မှပဲသူ့အနေနဲ့ကလက်တွဲဖြုတ်လိုက်တဲ့ပုံစံမျိုးရှိတယ်အဲ့တော့ဒါတွေကိုလက်တွဲဖြုတ်ပြီးတော့ရုရှားနဲ့ဒီလိုမျိုးဖက်လဲတကင်းဆောင်ရွက်မှုတွေကတော့ကမ္ဘာအင်အားချင်းရှာကြီးကပြောင်းလဲသွားပြီလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ခင်ဗျနော်ဒီမိုကရေစီအုပ်စုတို့အမိခံထားတော့နော်လူများရင် EU ကျွဲဖက်တဲ့နော်လူညင် EU ကျွဲဖက်တဲ့အုပ်စုတွေအမြဲတမ်းအနိုင်ရမယ်ဖြစ်တော့မဟုတ်တော့ပါဘူးရုရှားကလည်းတနိုင်ငံနဲ့မဟုတ်တာသူ့ကိုသူပြောထားပြီးသားဆိုတော့ကျွန်တော်သူ့နောက်မှာဘယ်နိုင်ငံတွေရှိလဲဆိုတော့တခြား Belarus တို့နောက်ထပ်ဒီမြန်မာတို့မြောက်ကိုရီးယားတို့အီရန်တို့ဟုတ်လားတခြားသောဒီပေါ့တော်တော်များများနိုင်ငံတွေပေါ့တရုတ်တို့ဒီနိုင်ငံတွေအားလုံးကိုလည်းတေချာတစ်ခုကတော့ရုရှားကသစ္စာရှိတဲ့နိုင်ငံတစ်ခုဖြစ်တယ်သူ့ရဲ့မဟာမိတ်တွေပေါ့အဲ့ဒီတော့ကြောင့်မို့လို့အမေရိကန်ကိုလည်းသူလက်ခံမှာဖြစ်တယ်လို့ဒီနိုင်ငံတွေကိုလည်းလက်ခံမှာဖြစ်တယ်အဲ့တော့ရုရှားကသာဦးမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲတွေကိုထောက်ခံတယ်နိုင်ငံရေးအပြည့်ထောက်ခံတယ်ဟေ့ဆိုလို့ရှိရင်တော့အမေရိကန်ကလည်းရုရှားရဲ့အနောက်ကနေလိုက်လာပြီးဖြစ်တယ်